အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ဆေးခါဖြစ်ပါတယ်ကျွန်တော်ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့အကြောင်းကတော့ကမ္ဘာပေါ်မှာမွတ်စလင်နဲ့ခရစ်ယာန်တို့ရဲ့ဘာသာရေးစစ်ပွဲကြီးရှစ်ကြိမ်တိုင်ဖြစ်ပွားတဲ့ခရုစိတ်စစ်ပွဲမှာထင်ရှားကျော်ကြတဲ့ဘီယင်ကြီးဘော်ဝင်ဖိုးအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဘီယင်ကြီးဘော်ဝင်ဖိုးဟာ73နှစ်သားနဲ့ဘီယင်ဖြစ်ပြီးတော့23နှစ်မှာကွယ်လွန်သွားခဲ့ပါတယ်သူကဂျေရုဆလင်မြို့တော်ကို17နှစ်ကြာအုပ်ချုပ်ခဲ့ပြီးတော့သူတိုက်ပွဲတွေများစွာတိုက်ခဲ့ပါတယ်သူရဲ့တစ်ဖက်ကတိုက်ပွဲတိုက်ရတဲ့ခေါင်းဆောင်ကတော့ဆာလာဒင်ဖြစ်ပြီးတော့ဒါဆာလာဒင်ကလည်းဒီခရစ်ယာန်ဘာသာရေးသမိုင်းမှာချီးကျူးရတဲ့ဘီရင်တစ်ပါးလည်းဖြစ်တယ်လို့ကျွန်တော်တို့မှတ်သားဖို့ပါတယ်အဲ့တော့အခုဘီရင်ဘော်ဝင်ဖိုးချောင်းကိုဆက်လက်နားဆင်ကြည့်အောင်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ကဘီရင်ကြီးဘော်ဝင်ဖိုးအကြောင်းကိုမတင်ဆက်ပေးခင်မှာဂျေရုဆလင်မြို့တော်အကြောင်းကိုအရင်ဆုံးရှင်းပြချင်ပါတယ်ဂျေရုဆလင်မြို့တော်ဟာဘာသာရေး၃ခုရဲ့အထွတ်အမြတ်ထားရာအခြေတည်ရာမြို့ဖြစ်ပါတယ်အဲ့ဒီဘာသာရေးတွေကတော့ဂျူးဘာသာရဲ့ခရစ်ယာန်ဘာသာရဲ့မွတ်စလင်ဘာသာရဲ့ဖြစ်ပါတယ်ပထမဆုံးဂျူးဘာသာကတော့ဂျူးလူမျိုးတွေစတင်ပေါ်ပေါက်လာတဲ့နေရာကတော့ဂျေရုဆလင်မြို့တော်မှာဖြစ်ပါတယ်ထို့အတူဂျူးဘာသာစတင်ပေါ်ပေါက်လာတဲ့နေရာကလည်းဂျေရုဆလင်မြို့တော်ဖြစ်ပါတယ်ဒါကြောင့်မို့လဲဂျူးတွေရဲ့ရေတောက်မြစ်ပထမဆုံးစတင်သူတို့လူမျိုးတွေပေါ်ပေါက်လာတဲ့နေရာဖြစ်တာကြောင့်ဒီနေရာဂျူးလူမျိုးတွေရဲ့အထွတ်အမြတ်ထားရာမြေမြတ်မဟာတစ်ခုဖြစ်ပါတယ်ဂျူးဘာသာပေါ်ပေါက်ပြီးတော့နှစ်ပေါင်း600လောက်မှာခရစ်ယာန်ဘာသာပေါ်ပေါက်လာပါတယ်ဒီခရစ်ယာန်ဘာသာမှာသခင်ယေရှုဟာဒီနေရာမှာမွေးဖွားလာပြီးတော့ဒီအနီးနားဝန်းကျင်မှာပဲလှည့်လည်သွားလာတရားဝင်ခြင်းနေထိုင်ခြင်းစားသောက်ခြင်းပြုလုပ်ခဲ့တဲ့နေရာဖြစ်တဲ့အတွက်ခရစ်ယာန်လူမျိုးတွေရဲ့တကယ့်ကိုအထွတ်အမြတ်ထားရာမြေမြတ်မဟာဖြစ်ခဲ့ပါတယ်။နောက်ပြီးတော့ခရစ်တော်ပေါ်ပြီးနှစ်ပေါင်း600နီးပါးလောက်မှာမွတ်စလင်ဘာသာလည်းပေါ်ပေါက်လာတာဖြစ်ပါတယ်။ဒီမွတ်စလင်ဘာသာရဲ့အထွတ်အမြတ်3ခုမြောက်နေရာလို့လည်းကျွန်တော်မှတ်သားဖို့ပါတယ်။ပထမတော့မာကာဖြစ်ပြီးတော့ဒီနောက်ဆုံး3ခုမြောက်ကတော့ဒီဂျေရုဆလင်မြို့တော်ဖြစ်ပါတယ်။ဒီဂျေရုဆလင်မြို့တော်မှာပဲသူရဲ့တမန်တော်မူဟာမတ်ဟာကောင်းကင်ဘုံပြန်တက်သွားတယ်လို့လည်းကျွန်တော်စာမှာဖတ်ဖူးပါတယ်။ဒါကြောင့်မို့လဲဒီဘာသာကြီး၃ခုရဲ့အဓိကနေရာဖြစ်တဲ့အတွက်ကြောင့်အရင်ခစ်ခင်များကဘာသာရေးအချင်းချင်းနေရာလူတဲ့စစ်ပွဲတွေခရုစိတ်စစ်ပွဲလိုမျိုးစစ်ပွဲကြီးတွေပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။အခုဒီခေတ်မှာတော့ဒီဂျေရုဆလင်မြို့တော်ဟာအစ္စရေးနိုင်ငံအတွင်းမှာရှိပြီးတော့အစ္စရေးနိုင်ငံရဲ့အဓိကဘာသာကတော့ဂျူးဘာသာဖြစ်ပါတယ်။ဒါကြောင့်မို့အချုပ်ပြောရရင်တော့ဒီဂျေရုဆလင်မြို့တော်ဟာအခုချိန်မှာတော့ဒါဂျူးပိုင်တဲ့နေမြေတစ်ခုဖြစ်ပြီးတော့တခြားဘာသာတွေလည်းလွတ်လပ်စွာကိုးကွယ်ခွင့်တွာလာခွင့်ရှိနေတယ်လို့လည်းကျွန်တော်တို့ကြားသိရပါတယ်။အဲ့တော့အခုကျွန်တော်တင်ဆက်ပေးချင်တာကတော့ဘီရင်ကြီးလူနာဘီရင်ကြီးဘော်ဝင်ဖိုးအကြောင်းကိုဆက်ပြီးရှုသားကြအောင်ခင်ဗျာခရုစိတ်စစ်ပွဲဟာဥရောပယဉ်ကျေးမှုကိုရိုက်ခတ်စေခဲ့တဲ့အလက်ခေတ်သမိုင်းရဲ့အရေးပါဆုံးကာလတွေကတစ်ခုဖြစ်ပါတယ်ဒီကာလအတွင်းမှာထင်ရှားကျော်ကြတဲ့ပုဂ္ဂိုလ်များစွာပေါ်ထွက်ခဲ့ပြီးသူတို့ထဲမှာဂျေရုဆလင်ဘီရင်ဘော်ဝင်ဖိုးကတော့အနုဘီရင်ဆိုပြီးဂုဏ်သိမ်းကျော်စောခဲ့တဲ့ဘီရင်ဖြစ်ပါတယ်ဘော်ဝင်ကို1162ခုနှစ်မှာဂျေရုဆလင်မြို့မှာမွေးဖွားခဲ့ပြီးသူဟာဂျေရုဆလင်မင်းသားအမရီရဲ့ဒုတိယမြောက်သားတော်ဖြစ်ပြီးဘော်ဝင်3ရဲ့ညီတော်လည်းဖြစ်ပါတယ်။သူ့သက်9နှစ်အရွယ်မှာသမိုင်းပညာရှင်ဝီလျံအော့ထရေးကသူ့ကိုပြုစုပြောင်းထောင်ခဲ့ပါတယ်။သူနူနာယောဂခံစားနေရတယ်ဆိုတာကိုသူ့ဆရာဖြစ်သူကအရင်သတိထားမိတာဖြစ်ပါတယ်။ဘော်ဝင်ကအခြားကလေးတွေနဲ့မတူဘဲအထက်မော်တွေကသူ့ကိုလိန်ဆွဲတဲ့အခါမျိုးမှာငွေရတာတွေမရှိခဲ့ပါဘူး။အချိန်တန်ကြာတဲ့အခါမှာတော့ဘော်ဝင်ဟာသူ့ရဲ့ညာဘက်လက်မောင်းမှာနာကျင်မှုကိုမခံစားရတော့တာကိုသူ့ဆရာကသတိပြုမိသွားပါတယ်။ဘီရင်ကြီးကဘော်ဝင်ကိုကုသဖို့အတွက်မွတ်စလင်သမားတော်တွေကိုတောင်းပေးခဲ့ပေမဲ့ယောဂါကိုထိန်းချုပ်ဖို့ဘာမှမတတ်နိုင်ခဲ့ပါဘူး။နူနာယောဂါလိုတန်တရားရှိခဲ့ပေမဲ့မင်းသားတဲ့လက္ခဏာတွေမရှိသေးတာကြောင့်သမားတော်တွေကယောဂါအတည်ပြုဖို့တွန့်ဆုတ်နေခဲ့ကြပါတယ်။
ဘာလို့လဲဆိုတော့အဲ့ဒီခေတ်ကနူနာဆွဲကပ်နေသူကိုပတ်ဝန်းကျင်ကကဲရဲ့ရှုပ်ချမှာကြောက်ကြလို့တမတော်တွေကလည်းဒီယောဂကိုအတီးမပြုတ်ပဲထားကြတာဖြစ်ပါတယ်တကယ်တော့ငယ်စဉ်ကလေးကယောဂအတီးပြုတ်ချက်ထွက်ခဲ့မယ်ဆိုရင်ဥပဒေအရဘောဝင်ဟာနူနာဝေဒနာရှင်စစ်တီတော်တွေနဲ့ဖွဲ့စည်းထားတဲ့ Order of Saint Lazarus ဆိုတဲ့စစ်ဘက်ဆိုင်ရာဖွဲ့စည်းတဲ့ကိုဝင်ရောက်ရမှာဖြစ်ပါတယ်အစောပိုင်းမှာတော့ဘောဝင်ဟာသူ့ရဲ့ခြေလက်တွေကိုကောင်းကောင်းသိုးပြနိုင်သေးတယ်လို့မျက်နှာမှာလည်းရုပ်ပြက်ဆင်းမြတ်တာမျိုးမရှိသေးပါဘူးဒါပေမဲ့သူ့ရဲ့ယောဂကိုလျှို့ဝှက်ထားခဲ့ပါတယ်ဆက်ရသက်အရွယ်မှာဘောဝင်ဟာသူ့ရဲ့အခြေအနေကိုရင်ဆိုင်ခဲ့ပါတယ်သူဟာရုပ်ရည်ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့လမ်းလျှောက်ပုံစကားပြောပုံတွေမှာသူ့ဖခင်နဲ့အရန်တူပါတယ်ဘောဝင်ဟာတည်မှုမြန်ဆန်ပေမဲ့တခါတလေမှာစကားထစ်တတ်ပါတယ်1184ခုနှစ်မှာတော့ဒမတ်စကတ်ရဲ့ဆာလာဒင်ကိုတိုက်ခိုက်တဲ့စီးကအပြန်ဘောဝင်ရဲ့ဖခင်ဖြစ်သူဟာဝမ်ကတ်ယောဂနဲ့မထင်မှတ်ပဲကွယ်လွန်သွားခဲ့ပါတယ်ဂျေရုဆလင်ရဲ့အမြင့်ဆုံးတရားရုံးကဘောဝင်ကိုပြင်းအဖြစ်ခန့်အပ်ခဲ့ပြီးမြဲအဲ့ဒီချိန်မှာသူကအသက်73နှစ်ပဲရှိသေးတာကြောင့်ထရီပိုလီမြို့စားရီမွန်ကသူရင်ဝင်ပိုက်အချို့သူအဖြစ်တာဝန်ယူခဲ့ပါတယ်1186ခုနှစ်မှာနွေရာသီမှာတော့ဘောဝင်အသက်15နှစ်ပြည့်ပြီးအရွယ်ရောက်လာတာကြောင့်အုပ်ချုပ်ရေးအာဏာကိုကိုယ်တိုင်ယူခဲ့ပါတယ်သူ့ရဲ့ကျမ်းမာရေးအခြေအနေကြောင့်ဘောဝင်ရဲ့နန်းဆက်ဟာကြာမခံမှုလို့လူတွေကထင်နေကြပါတယ်နောက်ပြီးအမေရိကန်သားသမီးလည်းမရှိတာကြောင့်သူ့ရဲ့နန်းသက်တမ်းတစ်လျှောက်မှာနန်းဆက်ဆံရေးပြဿနာဟာအမြဲတမ်းစိုးရိမ်စရာတွေဖြစ်နေခဲ့ပါတယ်ဘောဝင်ဟာသူ့ရဲ့ညီမဖြစ်သူဆာဗလာကိုဘာဂန်ဒီမြို့စားဟော့ထရီနဲ့လက်ထပ်ပေးဖို့စီစဉ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ပြင်သစ်ကစစ်တီတော်ဂိမ်းနဲ့လက်ထပ်ပေးလိုက်ပါတယ်ဒီလက်ထပ်ထိမ်းမြှောက်မှုဟာဂျေရုဆလင်နိုင်ငံတော်အတွက်စီးရေးအကူအညီတွေရရှိလာခဲ့ပါတယ်အုပ်ချုပ်ရေးအာဏာကိုရယူပြေးတာနဲ့ဘောဝင်ဟာအီဂျစ်ကိုတိုက်ခိုက်ဖို့စတင်စီစဉ်ပါတယ်ဆာလာဒင်ကအလက်ပိုဒေသမှာစစ်စင်ရေးလုပ်နေတာကိုခွင့်ကောင်းယူပြီးဘောဝင်ဟာဒမတ်စကတ်ဝန်ကျင်ကိုဦးဆောင်တိုက်ခိုက်ခဲ့ပါတယ်ဒါဟာသူ့ရဲ့ပထမဆုံးသောစစ်ပွဲအတွေ့အကြုံပါပဲအဲဒီအချိန်မှာဘောဝင်ဟာသူ့ရဲ့ခြေလက်အင်္ဂါတွေကိုလှုပ်ရှားရခတ်နေပြီးလက်ထပ်ဘက်ထဲကိုအသုံးပြုလို့ရတော့တဲ့အခြေအနေဖြစ်နေပေမဲ့သူ့ရဲ့စစ်ဘက်ဆိုင်ရာတာဝန်တွေကိုတူတယောက်ကိုမှလွှဲပြောင်းပေးခြင်းမရှိဘဲတိုက်ပွဲတဲ့ကိုယ်တိုင်ဝင်ရောက်ခဲ့ပါတယ်1189ခုနှစ်နိုဝင်ဘာလမှာတော့ဆူဒန်ဆာလာဒင်အရှလွန်မြို့ကိုတိုက်ခိုက်ဖို့အီဂျစ်ကနေထွက်ခွာလာပါတယ်အသက်16နှစ်အရွယ်ရှိပြီဖြစ်တဲ့ဘော်ရင်ဟာဖရန့်ကစ်စစ်တပ်ကိုဦးဆောင်ပြီးမြို့ကိုကယ်တင်ဖို့အရှလွန်စီချီတက်ခဲ့ပါတယ်ဖရန့်ကစ်စစ်တပ်ဟာမွတ်စလင်စစ်တပ်နဲ့ရှင်အရေးအတွက်အားဖြင့်တည်တည်သာနဲပါနေပါတယ်ဆာလာဒင်ကဘော်ဝင်မှာလူရင်းနဲနေလို့သူနောက်လိုက်လာရဲမှာမဟုတ်ဘူးထင်ပြီးဂျေရုဆလင်မြို့စီကိုဆက်လက်ချီတက်သွားခဲ့ပါတယ်ဆာလာဒင်ကသူ့ရဲ့စစ်တပ်ကိုနေပြည်နှက်ဖြန့်ကျက်ပြီးရွာတွေကိုတိုက်ခိုက်လို့ရစီခဲ့ပါတယ်အဲ့ဒီအတော်တွင်ဘော်ဝင်မှာဆာလာဒင်ကသူ့ရဲ့စစ်တပ်ကိုနေပြည်နှက်ဖြန့်ကျက်ပြီးရွာတွေကိုတိုက်ခိုက်လို့ရစီခဲ့ပါတယ်အဲ့ဒီတော့တွင်ဘော်ဝင်ဟာကင်းတမ်ဘရစစ်တီတော်တွေဟာမွတ်စလင်တပ်တွေရဲ့ဝိုင်းဝန်းပိတ်ဆို့မှုကိုဖောက်ထွက်နိုင်ခဲ့ပါတယ်ဘော်ဝင်ဟာဆာလာဒင်နောက်ကိုညမမောင်မချေလိုက်လံတိုက်ခိုက်ခဲ့ပြီးနောက်အရှလွန်မြို့ကိုပြန်လည်ဆုတ်ခွာခဲ့ပါတယ်ဆာလာဒင်ဘက်မှတော့သူ့ရဲ့ကိုရန်တော်မမ်လဖ်တပ်ဖွဲ့ဝင်တွေအပါအဝင်စစ်တပ်တစ်ခုလုံးရဲ့90%နီးပါးဆုံးရှုံးသွားခဲ့ပါတယ်ဆာလာဒင်ဟာအီဂျစ်ပြည်ကိုထွက်ပြေးခဲ့ရပြီးလန်ကီမှာလည်းတဲကနာတဲ့ကဘတ်ဒေါ့စ်လူမျိုးတွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်သူစစ်တီရဲ့10ပုံတပုံလောက်သာအီဂျစ်ကိုအသက်ရှင်လျက်ပြောင်းနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီအောင်ပွဲရဲ့နောက်ဆက်တွဲရလက်ဟာဘော်ဝင်အတွက်တော့ကံဆုံးမုံကြမှုပါပဲဆာလာဒင်ကိုရဲဝံတုတ်ပြန်တိုက်ခိုက်ခဲ့တဲ့စစ်စင်ရေးကာလမှာသူဟာလူပြိုဘော်ဝင်စအရွယ်ပဲရှိပါသေးတယ်ခြေလက်ဒေသတွေမှာစကန်ချနေထိုင်ရတာပုံမှန်လုပ်နေကြခြေဆေးလက်ဆေးကုသမှုတွေကိုရပောင်းများစွာမလုပ်နိုင်ခဲ့တာတွေကြောင့်ဘော်ရီရဲ့နူနာယောဂါပုံမူဆိုးရွားလာခဲ့ပါတယ်။ယောဂါဟာရှောင်လွှဲလို့မရတဲ့အဆင့်တွေဖြစ်တဲ့အခါကိုယ်ရင်ကမတမဆန်းမှုနဲ့မျက်နှာရုပ်ပြတ်ဆင်းပြတ်မှုတွေအဆင့်ထိကိုရောက်ရှိသွားခဲ့ပါတယ်။
ဘောဝင်ရတပြေးပြေးချီးနှဲလာခဲ့ပြီးမြင်းနှကောင်ချားမှာခြေဆွဲထားတဲ့ထန်းစင်တွေပဲသွားလာခဲ့ရပါတယ်မကြခင်မှာပဲသူကမျက်စိကွယ်သွားခဲ့ပါတယ်သူကညံရီထက်မြက်သူဖြစ်ပေမဲ့သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုသိတာကြောင့်နန်းစွန့်ဖို့ကန့်လန့်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ပြောင်မြောက်တဲ့ခေါင်းဆောင်မှုကိုဂုဏ်ပြုတဲ့အနေနဲ့နန်းတွင်အမတ်တွေကဒါကိုညှင်းပယ်ခဲ့ကြပါတယ်1183ခုနှစ်မှာရောက်မှာတော့ဘောဝင်ဟာပြင်းထန်တဲ့ဖျားနာမှုကိုခံစားရပြီးသူတည်တော့မယ်လို့ထင်မှတ်ကသူ့ရဲ့ရောက်ဖဖြစ်သူဂိုင်းအော့လူစနန်ကိုရင်ဝင်ပိုက်အုပ်ချုပ်သူဖြစ်ခံရပါတယ်စာရင်ကထပ်မံတက်ခိုက်လာတဲ့အခါမှာဂိုင်းကခရီးယန်စစ်တပ်ကိုဦးဆောင်ပြီးရင်ဆိုင်ခဲ့ပါတယ်ဘောဝင်ဟာနူနာယောဂကြောင့်သားသမီးမထွန်းကားခဲ့ပါဘူးဒါကြောင့်သူ့ရဲ့9နှစ်သားအရွယ်တူတော်မောင်ဘောဝင်ဖိုက်ကိုနန်းဆက်ခံသူဖြစ်ခံခဲ့ပါတယ်1185ခုနှစ်မတ်လ16ရက်နေ့မှာတော့အသက်23နှစ်အရွယ်ဘောဝင်ဖိုးဟာတသက်လုံးခံစားခဲ့ရတဲ့ယောဂဝေဒနာတွေကနေလွတ်မြောက်ကငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့ပါတယ်သူ့ရဲ့ Crash of the Holy Sepulchre မှာရှိတဲ့သူ့ဖေရဲ့အုပ်ကူပေးမှာမြုပ်နှံခဲ့ပါတယ်အခက်အခဲတွေကြားထဲမှာဘောဝင်ဟာဂျေရုဆလင်ကို17နှစ်နီးပါးအုပ်ချုပ်နိုင်ခဲ့တယ်လို့သူ့ရဲ့နောက်လိုက်တွေရဲ့သစ္စာရှိမှုကိုလည်းအဆုံးထိရခဲ့ပါတယ်သူဟာအင်အားချင်းမများလောက်အောင်တာလုံတဲ့ဆာလာဒင်ရဲ့စစ်တပ်ကိုသူ့နိုင်ငံတော်အပေါ်လွှမ်းမိုးသွားအောင်9ချိန်တိုင်တားဆီးပေးနိုင်ခဲ့ပါတယ်ယောဂဝေဒနာခံစားရပေမဲ့ဘောဝင်ဖိုးကိုဂျေရုဆလင်ရဲ့အရေးရှိဆုံးဘုရင်တစ်ပါးဖြစ်ယနေ့တိုင်သတ်မှတ်ထားကြပါတယ်ဂျွန်စနိုးရေးသားသည်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့တင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ဘင်းကြီးဘောဝင်ဖိုးအကြောင်းပဲဖြစ်ပါတယ်ခရုစိတ်စပွဲမှာတကယ်ကိုကြီးကျယ်ခမ်းနားတဲ့ဘင်းကြီးဘောဝင်ရဲ့စွမ်းဆောင်ရည်မြင့်မှုကြီးကျယ်ခမ်းနားမှုတွေကိုကဲနနောက်ဟိုင်ဗင်စကားမှာလည်းတွားရောက်ကြည့်ရှုနိုင်ပါတယ်ဒီဘင်းကြီးဘောဝင်ရေဆိုင်ရတဲ့တစ်ဖက်ကစစ်တပ်ဟာလည်းဘင်းကြီးဆာလာဒင်စစ်တပ်ဖြစ်ပါတယ်ဘင်းကြီးဆာလာဒင်ရဲ့စစ်တပ်ဆိုပြီးတော့ဘင်းကြီးဘောဝင်စစ်တပ်ထက်ကိုအင်အားလွန်စွာများပြားပါတယ်ဒီလိုအင်အားလွန်စွာများပြားတဲ့စစ်တပ်ကို9ချိန်တိုင်ခုခံကာကွယ်နိုင်ခဲ့တဲ့ဘင်းကြီးဘောဝင်ရဲ့အရေးချင်းဟာတကယ်ကိုခရီးယန်တပိုင်းမှာအတိမတ်ပြုရမယ်ဘင်းကြီးတစ်ပါးဖြစ်ပါတယ်ဒီဘင်းကြီးဘောဝင်စုံပြီး2နှစ်အကြာမှာဒီဆာလာဒင်ဟာဂျေရုဆလင်ကိုတွားရောက်သိမ်းပိုက်တာဖြစ်ပါတယ်။နှစ်တိတိကိုစစ်မတိုက်ဘဲနဲ့သူရဲ့ဝမ်းနဲ့ကြည်ခွင့်မှုအတိမတ်ပြုမှုကိုဒီဘီရင်ပုံရုံလေးစားမှုကိုဆာလာဒင်ဟာပြသပေးခဲ့ပါတယ်။ဒါကြောင့်မို့လို့ဒီဘီရင်ဆာလာဒင်ဟာခရီးယန်တပိုင်းမှာခရီးယန်လူမျိုးတွေကြားမှာတကယ်ကိုလေးစားရတဲ့ဘီရင်တစ်ပါးဖြစ်ခဲ့ပါတယ်။တစ်ဖက်ကဘီရင်ဆာလာဒင်ရဲ့အတွက်ကတော့သူ့ရဲ့ပြိုင်ဘက်ကောင်းအရေးချင်းရှိတဲ့ပြန်မဲ့တယောက်ဆုံးရှုံးလိုက်ရတာလေသူ့အတွက်ဆုံးရှုံးခြင်းလို့သူခံယူပုံရပါတယ်ဒါကြောင့်မို့လဲဒီဘာသာရေးသမိုင်းမှာတစ်ဖက်နဲ့တစ်ဖက်မှာတိုက်ပွဲတွေရှိပေမဲ့လည်းဒီလိုအရေးချင်းရှိတဲ့ဘီရင်ကြီးတွေဆုံးရှုံးမှုမှာတစ်ဖက်ကအရေးချင်းရှိတဲ့ဘီရင်ဆာလာဒင်ကလည်းဝမ်းနဲ့ကြည်ခွင့်မှုသူရဲ့ပုံစံနဲ့ပြသပေးခြင်းဖြစ်ပါတယ်တကယ်ကိုအရေးရှိတဲ့ဘီရင်ကြီးဘော်ဝင်ဖိုးလိုမျိုးမြန်မာနိုင်ငံမှာလည်းဘီရင်ကြီးတစ်ပါးရှိခဲ့ပူပါတယ်သူကတော့အားလုံးသိတဲ့တောင်ငူအေမာယာကိုစတင်တည်ထောင်တဲ့တပင်ရွှေတီဖြစ်ပါတယ်။တပင်ရွှေတီရဲ့တောင်ငူအေမာယာအခုရှိတဲ့မြန်မာနိုင်ငံမြေပုံထက်3ဆမကကျင်းဝန်းနဲ့ခေတ်တီကိုချက်ထွေနိုင်ခဲ့တဲ့ကျွန်တော်မြန်မာနိုင်ငံမှာစံပြရလောက်တဲ့ဘီရင်တစ်ပါးလည်းရှိခဲ့တယ်ဆိုတာမြန်မာလူမျိုးတွေအတွက်တကယ်ကိုဂုဏ်ယူရပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဇာတိလေးဇာတိမှန်တက်ကြွအောင်လဲဖော်ပြပေးခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ဖော်ပြပေးမှုကိုအားလုံးသိချင်နေမယ်လို့ယုံကြည်ပါတယ်ကျွန်တော်ရဲ့လိုအပ်ချက်များရှိရင်လည်းကောမပေါက်မှာစာလေးတွေချန်ထားခဲ့နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ